6ကတော့တိုင်မာတစ်ခုချင်းစီတာမိုဆက်တစ်ခုချင်းစီဂလေစီဖြူတစ်ခုချင်းစီကိုကျွန်တော်ရှင်းပြမှာဖြစ်တယ်เนาะအဲ့တော့ဒီသင်ခန်းစာတွေကိုကျွန်တော်တို့ကအပြင်မှာညီတို့အခုလက်တွေ့သင်နေကြတဲ့လူငယ်လေးတွေကိုလေသင်ပေးသလိုကျွန်တော်တို့ online class ကနေလေ့လာနေကြတဲ့လူတွေလေကျွန်တော်တို့ဒီ video file လေးကိုကြည့်လို့ရတာဖြစ်တယ်နောက်ပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဒီလုပ်ဖို့ကင်ဖက်ညီငယ်လေးတွေပေါ့နော်အခုမှသင်တန်းပြီးသွားတယ်ဘယ်သင်တန်းကြောင်းကပဲပြီးလာပေါ့နော်ကျွန်တော်ရဲ့ video file တွေကအထောက်အကူတစ်ခုဖြစ်လိမ့်မယ်ထင်တယ်နော်တကယ်လို့ညီတို့အတွက်အကျိုးတစ်ခုခုတက်ရောက်မှုရှိခဲ့မယ်ဆိုရင်ကျွန်တော်ကိုအားပေးစကားတို့၎င်းကျွန်တော်တို့နောက်ထပ်တင်မဲ့ video file တွေအတွက်အကြံပေးတို့၎င်းတစ်ခုခု comment ရေးပေးခဲ့လို့ရတာဖြစ်ပါတယ်เนาะကျွန်တော်တင်တဲ့ video file အားလုံးဒီ YouTube ရော TikTok ရော Facebook ရောမှာရောကျွန်တော်တင်ပေးထားတာဖြစ်တယ်ကျွန်တော်တင်တန်းမှာတက်မဲ့တင်တန်းသားတွေကြီးပဲမဟုတ်ဘူးပေါ့เนาะဘယ်တင်တန်းကြောင်းကပဲပြီးတင်တန်းပြီးခါစားအခုမှလူငယ်တွေအခုမှလောက်ကန်နေတဲ့လူငယ်တွေအတွက်တစ်ခုချင်းစီအသေးစိတ်နားလေသွားအောင်အတွက်ကျွန်တော် Facebook ရော TikTok ရော YouTube ရောတင်ပေးတာဖြစ်တယ်တော့ပေမဲ့လို့ကျွန်တော်ကအပြင်သင်တန်းနဲ့ကျွန်တော် online class ပါဖွင့်ပေးထားတာမို့လို့တကယ်လက်တွေ့ကျလုပ်ကျင်နေဆိုရင်ကျွန်တော်တို့ရဲ့အပြင်သင်တန်းကိုလာခဲ့ကျွန်တော်သင်ကြားမှုရဲ့အသေးစိတ်ကိုသိကျင်နေဆိုရင် online class ကို join အဲ့တော့အပြင်မှာကျွန်တော်ဒီ public မှာချပြတဲ့တချို့ video file တွေကကြတော့ကျွန်တော်တို့ဒီမတင်လိုက်ရတဲ့ video file တွေလည်းအများကြီးရှိတာမို့လို့ပေါ့နော်အသက်နိုင်ဆုံးတော့ကျွန်တော်သင်ခန်းစာအလိုက်ဒီနေ့3လေးတော့တင်ပေးပါမယ်เนาะ YouTube မှာတွားကြည့်ပါเนาะ YouTube မှာဆိုရင်ကျွန်တော်သင်ခန်းစာအပိုင်းလိုက်ဖြစ်ပါတယ်ဒါဆိုရင်အရင်ဆုံးကျွန်တော်ကဒီပြီးခဲ့တဲ့သင်ခန်းစာတွေမှာတော့ကျွန်တော် compressor ရဲ့ကျွန်တော် overload တွေရှင်းပြပြီးသွားပြီဒီနေ့ကတော့ကျွန်တော်တိုင်မာအကြောင်းကိုရှင်းပြမှာဖြစ်ပါတယ်เนาะတိုင်မာကကြတော့ကျွန်တော်တို့က3နဲ့1ကတော့ coin ဖြစ်ပါတယ်3နဲ့1က coin ဖြစ်ပါတယ်เนาะအဲ့တော့3နဲ့1က coin ဆိုရင်ကျွန်တော်တို့က4ဒီ compressor ကိုမောင်းမယ်ဆိုတာကိုညီတို့သိထားရမယ်2ဒီ heater ကိုဖြုံမယ်ဆိုတာသိထားပေးရမယ် okay ဒီချိန်မှာကျွန်တော်တို့ကဘာလို့ဒီ fuel ရဲ့ဒီမှာပေါ့နော် heater ရဲ့ကျွန်တော်တို့ရဲ့ fuel နဲ့ဆက်ထားတဲ့နေရာကနံပါတ်1ကိုဘာလို့ neutral ယူတာလဲဆိုတဲ့အခါကျတော့ compressor ကိုမောင်းနေတဲ့အခါ3နဲ့4နဲ့ကတ်နေတဲ့အခါ compressor မောင်းမယ်compressor မောင်းတဲ့ကဒီ evaporator မှာအေးကွိုင်မှာတအားအခေးနှုံးတွေများလာပြီဆိုတဲ့အခါကျွန်တော်တို့က heater ကိုမောင်းမယ်3နဲ့4ကတော့အကျန်းအပြင်8နာရီကနေ10နာရီဝန်းကျင်လောက်မောင်းတယ်အဲ့လောက်မောင်းပြီးသွားပြီဆိုရင် heater ဘက်ကိုပြောင်းတယ်သူက heater ဘက်ကိုပြောင်းတဲ့အခါကျတော့ heater ဘက်မှာက9မိနစ်သို့မဟုတ်10မိနစ်အလောက်ပဲနေတယ်နံပါတ်2မှာကျတော့เนาะ3ဒီ direct power ရောက်နေတာမို့လို့နှစ်ကိုရောက်တဲ့အခါဒီအေးကွိုင်မှာအနှုတ်30အနှုတ်20အနှုတ်5အနှုတ်20ရှိနေတဲ့အခါကလီစီဖြူက condition ထိနေတာဖြစ်ပါတယ်သူကတော့ NC ပြနေတာပေါ့နော် NC ပေါ့ NC ဆိုတာထိနေတာကိုဆိုလိုတာအဲ့တော့အဲ့ဒီကမျိုးမှာကျွန်တော်တို့ကနံပါတ်3ဒီနှစ်ကိုရောက်သွားတဲ့အခါ300 power ဒီနှစ်ကိုစီးသွားတာမလို့ကလီစီဖြူကိုကူးသွားတာပေါ့နော်ကလီစီဖြူကိုကူးသွားတဲ့အခါသူကဖြူကိုဆက်သွားတယ်ဖြူကနေပြီးမှ heater ကိုဆက်သွားတယ်အဲ့ကမျိုးမှာ3မှာ line ရှိနေတာမို့လို့နှစ်ကိုရောက်သွားတဲ့အခါနှစ်ဒီ line ဖြစ်သွားတယ် line ဖြစ်သွားတဲ့အခါ heater ကိုဒီနားထိသူက line ရောက်သွားတာမို့လို့နံပါတ်1ကို line ဖြစ်သွားတယ်အဲ့ဒါဆိုတော့3မှာလေး line 10မှာလေး line ဆိုတော့ heater ကရက်သွားရမှာပေါ့နော် line ရှင်းကဒီ coin ကအလုံးမလုံးဘူးဖြစ်ပါတယ်နော်အဲ့ဆိုတော့ heater တိုင်မာကရက်နေရမယ် heater အလုံးလုံးနေတဲ့အခါဒါဆိုရင်ဒီကောင်က heater ဖြိုချလိုက်တဲ့အခါတိုင်မာကရက်နေတော့3ရဲ့ power ဒီ2မှာပုံသေးကတ်သွားပြီအဲ့ဆိုတော့ heater ဖြိုချလိုက်တဲ့အခါဒီအေးကွိုင်မှာရေကေးသားတွေမရှိတော့ဘူးဆိုတာနဲ့ကလီစီဖြူက NO ပြန်ဖြစ်တာပေါ့နော် NO ပြန်ဖြစ်သွားတယ် NO ဆိုတာကကွာသွားတာကိုဆိုလိုတာကွာသွားတဲ့အခါမျိုးမှာသူက2မှာ3ရက် power ဒီ2မှာထိနေပေမဲ့အဲ့ဒီ power ဒီမှာပဲရှိတော့တာဒီနေရာကိုမရှိတော့ဘူးပေါ့နော်အဲ့ခါမျိုးမှာဘာလို့လဲဆိုတော့ neutral ဆိုတဲ့ကြိုက heater ကနေပတ်လာပြီးဖြူဝင်မယ်ဝင်ကနေဒီလို heater ကနေပတ်သွားမယ်အဲ့ဒီကနေပြီးမှ neutral ကဒီကိုဆက်ပြီးတာဖြစ်ပါတယ်နော်တိုင်မာနံပါတ်1ကိုစီးသွားတာဖြစ်တယ်အဲ့ခါမျိုးမှာတိုင်မာက4မှာဖြစ်ပါတယ်တိုင်မာက4ပြီဆိုတဲ့ကသူ15မိနစ်20ပြည့်တာနဲ့3ဒီ4ကိုပြန်ကတ်မှာဖြစ်ပါတယ်သူရဲ့လုံးဆောင်ချက်ကတော့8တိုင်ဖြစ်ပါတယ်เนาะဒါဒီနေ့တိုင်မာအကြောင်းဖြစ်တယ်တိုင်မာအကြောင်းဆိုတော့ဒီ classic view ကလည်းနားလည်ပြီထင်တယ်ဒါကတော့
ကျွန်တော် heater မှာ short တစ်ခုခုဒီ socket တွေမှာရေဝင်သွားတဲ့အခါ short တစ်ခုခုဖြစ်သွားတဲ့အခါ fuse ကပြတ်သွားမှာဖြစ်ပါတယ်နော်ဒါဆိုရင် thermostat ကကြတော့ကျွန်တော်တို့သူ့မှာ1 2 3 4အဲ့လိုမျိုးပါတယ်တင်မှာထားမယ်ဆိုရင် compressor ကိုခဏအဖြတ်တောက်လုပ်ပေးမယ်အဆုံးထိတင်ထားမယ်ဆိုရင်တော့ compressor ဒီအဖြတ်တောက်မလုပ်ဘဲနဲ့တခါရင်းနဲ့ stop မောင်းနေမှာဖြစ်ပါတယ်အဲ့တော့ဆိုတော့ကျွန်တော်တို့က1 2 3 4 5ပါမယ်ဆိုရင်အဆုံးထိလေးမတင်နဲ့အနည်းဆုံးမှလည်းမထားနဲ့သူကအေးကွိုင်မှာအေးနှုံးအပေါ်မှာအာယုံခံပြီးသူကအဖြတ်တောက်လုပ်ပေးမှာဖြစ်ပါတယ်နော်လောလောဆယ်ကတော့သူက condition ထိနေရမယ်အေးကွိုင်ရဲ့အေးနှုံးအပေါ်မှာမူတည်ပြီးမှသူကအဖြတ်တောက်လေးတွေလုပ်ပေးမှာဖြစ်ပါတယ်ဒါလို့ဆိုရင်ကျွန်တော်တို့နားလေပြီးထင်ပါတယ်နော်အဲ့တော့ packer ဆိုတာကတော့ compressor လေးတဲ့အခါသူက packer လေးနေရမှာဖြစ်ပါတယ်နော် compressor ရက်တဲ့အခါမှဒါကျွန်တော်တို့ဒီ3ရက်နှစ်ကိုရောက်သွားတဲ့အခါမှဒီတိုင်မှာရက်ပြီးမှ compressor လေးရက်မှာဖြစ်ပါတယ်ဒီဟာလေးကိုနားမလည်ဘူးဆိုရင်ကျွန်တော်ရဲ့ comment မှာအသေးစိတ်လေးမေးမြန်းလို့ရတာဖြစ်ပါတယ်เนาะကျွန်တော်နာမည်ကိုန်းလေးဖြစ်ပါတယ်လူငယ်တွေရဲ့အသက်မွေးကြောင်းအသက်ပညာသင်တန်းကြောင်းကိုဖွင့်ထားတဲ့ founder တရားဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်တို့ရဲ့မျှဝေပေးခြင်းဒီမိတ်ဆွေတို့ရဲ့ကိုညီပေးခြင်းနဲ့လေးဆိုင်ပါတယ်ဘာလို့ဆိုတော့ဒီဟာကတော့ဒီလိုလုပ်ရင်ပုံမကောင်းဘူးလားဆိုတော့ကျွန်တော်ရဲ့သင်တန်းသားတွေစီကအမြဲတမ်းကျွန်တော် knowledge share နေယူတယ်အမြဲတမ်းသူတို့ရဲ့အတွေ့အကြုံတွေသူတို့ရဲ့အပြင်လောကမှာရက်တည်ပူတာတဲ့တချို့သောပညာရက်တွေကအစားကျွန်တော်အားလုံးကိုရသလောက်ယူတာဖြစ်ပါတယ်ကျွန်တော်တို့ကဒီသင်တန်းကိုဖွင့်တယ်ဆိုတာကကျွန်တော်တူဦးတယောက်တည်းမဟုတ်ဘူးကျွန်တော်ရဲ့အားလုံးမိတ်ဆွေသင်ငယ်ချင်းတွေရဲ့အကြံပေးမှုသင်တန်းသားတွေရဲ့ဒီဘလိုပုံစံမျိုးပြရင်ပိုကောင်းမယ်ဆိုတဲ့ပုံစံမျိုးအနေနဲ့ကျွန်တော်တို့အားလုံးကိုဖိုက်ခေါ်ပါတယ်ပညာနဲ့ပတ်သက်လို့ပေါ့နော်ကျွန်တော်တို့ဒီတချို့သောသင်ကြားကျောင်းတွေမှာ knowledge share အနေနဲ့လေးကျွန်တော်ပညာဒနာအနေနဲ့လေးပြပေးနိုင်တာဖြစ်ပါတယ်လိုအပ်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ကိုဆက်သွယ်လို့ရတာဖြစ်ပါတယ်ကျွန်တော်တက်လောက်လေးပေါ့နော်ကိုလက်တွေ့လုပ်ငန်းဝယ်တွေမှာကျွန်တော်နှစ်ပေါင်းများစွာလုပ်လာတဲ့အတွေ့အကြုံတွေကိုပြန်လည်မျှဝေပေးခြင်းဖြစ်တဲ့စာနဲ့လုပ်ငန်းအတွေ့အကြုံတွေကတခါတလေတခြားစီဖြစ်နိုင်ပေမဲ့စာလေးရရမယ်လုပ်ငန်းအတွေ့အကြုံကိုလည်းအတွေ့အကြုံတော်တော်လေးရှိရပါမယ်ဖြစ်ပါတယ်နော်ကျေးဇူးပါအတိုင်းအတာတစ်ခုထိနားလည်ကြမယ်လို့ထင်ပါတယ်နော်ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော် screenshot အသေးချာလေးရိုက်လို့ရအောင်ကျွန်တော်ဘေးလေးကိုကပ်ပေးမှာဖြစ်ပါတယ်မိတ်ဆွေတွေနဲ့ညီတို့အနေနဲ့တစုံတစ်ခုအခက်အခဲရှိတယ်ဆိုရင်ကျွန်တော်ရဲ့ comment မှာရေးထားခဲ့လို့ရပါတယ်ကျေးဇူးတင်ပါတယ် screenshot လေးရိုက်လို့ရပြီဖြစ်ပါတယ်เนาะကျွန်တော်သေးစိတ်လေး screenshot လို့ရိုက်လို့ရအောင်အတွက်ကျွန်တော်ဘေးလေးကိုကပ်ပေးလိုက်ပြီဖြစ်ပါတယ်ကျေးဇူးပါဗီဒီယိုဖိုင်ကကျွန်တော်ပြီးသင်ခန်းစာတစ်ခုမှအကြာကြီးရိုက်လို့မရလို့ကျွန်တော်အပိုင်းလေးတွေနဲ့ပဲတင်ပေးလို့ရမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်